metabolism ဇီဝဖြစ်စဉ်ဆိုတာပါလေကျွန်တော်တို့ခန္ဓာကိုယ်ကိုဘာတွေတက်ရောက်စေလဲ metabolism ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့နေ့စဉ်လှုပ်ရှားသွားလာနိုင်ဖို့နဲ့အသက်ရှင်နေနိုင်မှုအတွက်ခန္ဓာကိုယ်တွင်းကဆဲတွေရဲ့ဓာတုတက်ပြမှုတွေပြိုကွဲမှုတွေပြုလုပ်ခြင်းကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့အသက်တစ်ချက်ရှူလိုက်တိုင်းအစားစားတိုင်းတစ်ချက်လှုပ်လိုက်တိုင်းနဲ့အတွေးတွေးတာတွေအေးရင်တဲ့အချိန်ဒီမှာရော energy ကိုလိုအပ်ကြပါတယ်အဲ့လိုအပ်တဲ့ energy ကိုရဖို့အတွက်ခန္ဓာကိုယ်ထဲကနေပြီးတော့ cell တွေကကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေကိုတက်ပြူတာတွေဖြိုခွဲတာတွေလုပ်ပြီးတော့ခန္ဓာကိုယ်တစ်လျှောက်ကိုမျှဝေပေးတာတွေဒါမှမဟုတ် cell တွေမှာပဲတင်ဆေးထားတာတွေပြုလုပ်ကြပါတယ်အဲ့လိုလှုပ်ဆောင်နေတဲ့ process ကြီးတစ်ခုလုံးကို metabolism လို့ခေါ်တာဖြစ်ပါတယ်လူတဦးတစ်ယောက်ချင်းစီရဲ့ metabolism အတွက်ပုံမှန်လိုအပ်တဲ့ energy တနည်းအားဖြင့်ပြောရရင် calorie ပမာဏဟာမတူကြပါဘူးအဲ့လိုမတူတဲ့ metabolism တွေကိုတိုင်းတာနိုင်မှုအတွက် BMR လို့ခေါ်တဲ့ basal metabolic rate ကိုအသုံးပြုကြပါတယ်ဒါဆိုရင် BMR ဆိုတာဘာလဲ BMR ဆိုတာဘာမှမလုပ်ဘဲနဲ့အနားယူနေတဲ့အချိန်မှာတော့မှကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့အသက်ရှင်ဖို့အသုံးပြုရတဲ့စွမ်းအင်ပမာဏတနည်းအားဖြင့် calorie ပမာဏကိုပြောခြင်းဖြစ်ပါတယ် BMR များတဲ့သူတွေဟာအဝနှေးပြီးတော့ BMR နည်းတဲ့သူတွေကတော့အလွယ်တကူဝနိုင်တယ်လို့အကြံဖြင့်သတ်မှတ်လို့ရပါတယ်ဒါကြောင့်မလို့အစီချခြင်းတဲ့သူတွေအတွက် BMR များအောင်လုပ်ခြင်းဟာရေရှည်အစီချခြင်းအတွက်တကယ်လှုပ်ဝက်နည်းလမ်းကောင်းတစ်ခုရဲ့ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှာတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မြင်ပြသွားလို့ရပါတယ်။ဆုံးဖြတ်ကြည့်ပြီးတာကျေးဇူးတင်ပါတယ်